အားလုံးပဲမင်္ဂလာပါကိုကတော့စိတ်ဆိုးပြီးတော့အိမ်ပေါ်ကနေပြီးတော့ဆင်းသွားပြီပဲဖြစ်ပါတယ်နောက်ကိုတော့လှည့်မကြည့်တော့ပါဘူးစတာပါတကယ်တမ်းကျတော့ယောက်ျားအတွက်ဟင်းချက်ပေးဖို့ရှောက်ရွက်တွေသွားခူးနေရဖြစ်ပါတယ်ဘာချက်မှလဲဆိုတော့ဝက်သားဖက်ဖစ်ချက်မှာပါရှောက်ရွက်တွေရလာပါပြီအိမ်ပြန်ပြီးချက်တော့မယ်မုံလောင်းနေကိုအခွန်ခွာပါတယ်မုံလောင်းနေအခွန်လေးတွေကတော့လုံးမပြတ်ပါဘူးအိမ်မှာဘူးလေးရွှေကျွေးပါမယ်အဲ့ထိပ်ပိုင်းလေးလည်းကျွေးမယ်ပြီးတော့ငရုတ်ပွားလေးကတချမ်းမဲကြံတော့တချမ်းမဲထည့်မယ်မုံလောင်းနေလေးကိုပပလီအမှန်တော့ဖက်ဖက်ကဝတ်သားဖက်ဖက်ကပဲတောင်းရှင်နဲ့ချက်ရတာအိမ်မှာပဲတောင်းရှင်မရှိဘူးညဖိတ်ကြမှာပဲဟင်းလေးတစ်ခုလုပ်ပေးမယ်ဆိုပြီးတော့အဲ့လိုလှုပ်စားတာကိုပိုကြိုက်တယ်အဲ့လိုစီပြန်ဟင်းနဲ့တနေ့ကုန်ချက်ထားတာတဲ့လေအဲ့လိုစားကန်လေးရှူရှဲသူလုပ်လိုက်တာပိုကြိုက်တယ်အသီးရွက်တွေရပြီဆိုတော့ဝက်သားလီပါမယ်ဒီဝက်သားကတော့အတက်နိုင်ဆုံးအတုံးညီအောင်လီးတယ်ပေါ့နော်အကျက်ညီအောင်လို့လေဒါတကြားနည်းနည်းထည့်တယ်ကြက်သားမှုန်ထည့်တယ်ပြီးတော့ဒါစားတော့ပန်းအောင်စားလေးပေါ့ဒါ QC ထည့်ပါတယ် QC ထည့်ပြီးတော့နေပါပြီအဲ့မှာဖက်ဖက်အနှစ်အဲ့ဒါလေးကမရိုက်လိုက်ရဘူးဖက်ဖက်အနှစ်ရဲ့တက်သွန်ဖြူအနီရဲ့စီတက်ထားတဲ့ထဲကိုခုနကနေထားတဲ့ဝက်သားကိုထည့်လိုက်ပါတယ်ပြီးတော့ဖက်ဖက်အနှစ်နဲတဲ့ထင်ပြီးတော့ထပ်ထည့်တယ်အဲ့အထုပ်ကလေးကဖက်ဖက်အနှစ်လေးပါအဲ့လေးကရန်ကုန်မှာတော့ပေါ်လာမသိဘူးဒီမှာတော့ဒီလိုအထုပ်လေးတွေအရင်ပေါ်ပါတယ်လူတွေကဘန်နန်နီးတော့လေဒါကခုနခိုးလာတဲ့ရှောက်ရွက်လေးတွေကိုပပလေးညှက်လိုက်တယ်ခုနကလုံးထားလေးရပြီဆိုတော့မုံလောင်းနေထည့်လိုက်တယ်မရုပ်ပွားတော့နောက်မှထည့်မယ်ပေါ့နော်သူကမဲသွားမှာဆိုလို့သူကချကန်ဒီစိမ့်ကလေးထည့်ရတာပို့ပြီးတော့စားကောင်းတယ်ဖုံးလေးပြန်အုပ်ပြီးခဏနှက်ထားဝတ်သားလေးကလည်းရပြီဆိုတော့ရှောက်ရွက်လည်းထည့်မယ်ပြီးတော့မရုပ်ပွားလည်းရှောက်ရွက်ထည့်ပြီးတော့ငရုတ်ပွားလည်းတစ်ခါတည်းထည့်လိုက်ပါတယ်ပြီးတော့နည်းနည်းလေးလုံးပြီးတော့အဖုံးလေးခဏပြန်အုပ်ထားတယ်ခဏလောက်နေတော့ရသွားပြီချလိုက်ပါပြီဒါလေးနဲ့ကြာတော့ထမင်း3ပကံစားသွားပါတယ် Thanks for watching